ခေတ်ဆိုတာအပြည့်တမ်းပြောင်းနေတာအဲ့ဒါကြောင့်မို့တခါတော့ကတရားဟောတဲ့ထည့်ပြီးတော့ဟောဦးတယ်မြတ်မယဉ်ကျေးမှုဆိုတာပါလေတချို့ကတေဥဇံဆွဲပြီးတော့မြတ်မယဉ်ကျေးမှုတွေပြက်တယ်နဲ့ပြောတော့ဘာပြောတာလဲနော်မြတ်မယဉ်ကျေးမှုဆိုတာဘာလဲစပင်ကိုပြောရလားစပင်ကပကန်းခေတ်ကစပင်အင်းဝခေတ်စပင်ကုန်းမခေတ်စပင်မတူတော့ဘူးဆောင်းလုံးဆန်လုံးထုံးပုံညက်ကွဲသွားပြီတဲ့အဲ့တော့မြမယဉ်ကျေးမှုကိုပကန်းခေတ်ကစတုံးလို့သတ်မှတ်လို့ရှိရင်ခုလူတွေကယဉ်ကျေးမှုပြောင်းနေပြီဟုတ်လားဗမာယဉ်ကျေးမှုပဲရှိတော့လို့ဝဋ္ဌာရောတူသေးလားပဲတူတော့မှာတော့စကားရောတူသေးလားမတူဘူးအဲ့မြမယဉ်ကျေးမှုဆိုတာအဲ့ဒါကိုခေါ်လို့မရဘူးခေါင်းကိုတော့ခေါ်လို့မရဘူးဘုန်းကြီးတို့ရွာငယ်ငယ်တုန်းကကျောင်းနိုင်ဆရာတော်ကသူ့ကျောင်းနေလို့ရှိရင်ဥစမုတ်နဲ့ကျောင်းသားတွေကဥစမုတ်နဲ့စတုံးနဲ့ထားရမယ်ပူကေမထားရဘူးပူကေလို့ခေါ်တဲ့အခုအနောက်တိုင်းပုံစံမထားရဘူးသူနောက်တော့တယောက်ကစားပြီးတော့အကုန်လုံးစတုံးတွေကုန်ပြောက်သွားသူလုံးလို့မရအခုလည်းပဲဆက်ယူတို့တချို့ရွာတွေမှာမိန်းကလေးတွေဆိုင်ရင်နဲ့ထားကြတာလေးတွေရှိသေးတယ်တနေ့တော့ပျောက်သွားမှာပဲဒါတွေကအဲ့ဒါယဉ်ကျေးမှုလားလို့ဆိုအဲ့ဒါကိုယဉ်ကျေးမှုလို့ပြောလို့မရဘူးနှိုးဆိုဘာပြည့်ယဉ်ကျေးမှုမရှိတော့ဘူးလေအဲ့တော့ယဉ်ကျေးမှုဆိုဒီမှာစိတ်ဓာတ်ချိုးသေးကိုင်းဆိုင်တတ်တဲ့စိတ်ဓာတ်သာလေအဓိကကြတယ်ကျန်တဲ့တွေကတော့အဝတ်တွေကပြောင်းမှာပဲလေဝတ်တာလည်းပြောင်းမှာပဲစားတာလည်းပြောင်းမှာပဲနေတာလည်းပြောင်းမှာပဲခေါင်းမွာဆိုရင်လည်းပြောင်းမှာပဲအကုန်ပြောင်းမှာပဲလေအဲ့ဒါတွေကိုယဉ်ကျေးမှုလို့ဆွဲလိုက်လို့ရှိရင်ဗမာပြည်ကလူတွေယဉ်ကျေးမှုတစ်ခုမှမရှိတော့ဘူးပျောက်ကွယ်သွားပြီဗမာယဉ်ကျေးမှုစပါလေအတိချစဉ်းစားစရာကောင်းတယ်ပေါ့နော်တိချစဉ်းစားစရာကောင်းတယ်